ရွှမ်းလောင်မျက်လုံးကတော့ရွေဟောက်အတန်ကြားလိုက်တာနဲ့တောက်ပသွားပါတယ်။သူကဝိညာဉ်စွမ်းအားလောင်ကျွမ်းတာကိုအဆုံးသတ်လိုက်တာနဲ့နောက်ကထောင်ထည့်နွားပုံရိပ်ကြီးလည်းပျောက်ကွယ်သွားခဲ့ပါတယ်။ဒီထောင်ထည့်တွေးကြောလှုပ်ဆော်မှုကိုရပ်တန့်လိုက်တာနဲ့တိထန်အော်ရာတက်ရောက်မှုကနေလည်းတက်တာသွားခဲ့ပါတယ်။ရွေဟောက်အတန်ကြားလိုက်ရတာမို့ရွေဟောက်ရှစ်လိုက်ခတ်မှရှိနေမှန်းသိလိုက်ရတဲ့ဂျွီစီကလည်းစိတ်ထဲကြောက်ရက်ဖြစ်သွားခဲ့ပါတယ်။ကျောက်စိန်ရောက်အလင်းတစ်ချက်လက်သွားပြီးပုံရိပ်တစ်ခုကရွှမ်းလောင်ဘေးနားမှာပေါ်လာခဲ့ပါတယ်။ဟော်ရွေဟောက်ဖြစ်ပါတယ်။ရွေဟောက်ကရေခဲစစ်နှက်ဖြာရှက်ဝတ်တစားကိုဝတ်ဆင်ထားပြီးကျောက်စိန်ပြရောက်အလင်းကကိုထဲကနေထွက်ပေါ်နေပါတယ်။ရွေဟောက်ရောက်လာတာနဲ့သူ့အပေါ်ကြားရောက်နေတဲ့ဖီအားကတဝက်လောက်တက်တာသွားတယ်လို့ရွှမ်းလောင်ခန်းစားလိုက်ရပါတယ်။အောင်မြင်သွားပြီလားလို့ရွှမ်းလောင်ကမေးလိုက်ပါတယ်။ရွေဟောက်ကခေါင်းငိမ်ပြလိုက်ပါတယ်။ရွှမ်းလောင်ကဝန်းတာသွားပြီ။ကောင်းတယ်။အရန်ကောင်းတယ်။တိထန်ရွေဟောက်ကိုတွေးချင်နေတဲ့ဆိုဒီမှာရွေဟောက်ရောက်လာပြီလို့ပြောလိုက်ပါတယ်။တိထန်ကတော့ရွေဟောက်ကိုကြည့်ပြီးမျက်နှာအမူအရာကပြောင်းသွားပါတယ်။ဒီကောင်လေးကိုသူခန်းစားကြည့်လို့မရတော့ပါဘူး။ကျင့်ကြံစဉ်ဘယ်လောက်ရောက်သွားပြီလဲမပြောတတ်တော့ပါဘူး။တိထန်မတွေးတာကြပြီ။ကျွန်တော်ခမည်းကိုပြန်ပေးစရာတခုရှိတယ်။ဒီကြားတွေထဲမှာကျွန်တော်ကိုကာကွယ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်လို့ရွေဟောက်ကပြောလိုက်ပြီးခဲရောင်အလင်းတစ်ခုကတိထန်စီပြန်ထွက်သွားခဲ့ပါတယ်။ဒါပါလဲဆိုတာကိုကြည့်စရာမလိုပဲတိထန်သိပါတယ်။ဒါကရွေဟောက်ကိုချိတ်ပိတ်ဖို့နဲ့မော်နီတာလုပ်ဖို့ပေးထားခဲ့တဲ့ငကာပြောင်းပြန်အခြေခွန်ဖြစ်ပါတယ်။ဒါကကျင့်ကြံစဉ်2 level လောက်ရှိလာမှချွတ်လို့ရမှာလေ။အဆုံးစွန်တော့တုတ်လော်လား။မကြခင်ကမှဖုန်းဟောက်တော့လော်တော့မဖြစ်သေးတဲ့ဝိညာဉ်တုတ်လော်အဆင်ပဲရှိသေးတာလေ။ချိန်တိုတွင်းဘလို့လို့အဆုံးစွန်တော့တုတ်လော်ဖြစ်လာမှာလဲ။ရွေစီလည်းရွေဟောက်ကိုကြည့်ပြီးအံ့ဩနေပါတယ်။ရွေဟောက်အရန်တက်မှမှန်တူမှသိပေမဲ့ဒီလိုအဆုံးစွန်တော့အဆင့်တွေကြားမှာမမမက်ရက်တိနိုင်တာကြီးကပြီးတော့တိထန်တော့မှသူ့ကိုကြည့်ပြီးအနေငယ်စိတ်လှုပ်ရှားနေသလိုပဲ။ရွေဟောက်ကတော့လေးစားတမူးနေတာတိထန်ကိုကြည့်နေပါတယ်။မင်းတကယ်ပဲပြောင်းပြန်အကြီးခွန်ကိုချွတ်လိုက်နိုင်တယ်။ဒါကအဖြေတစ်ခုပဲရှိတယ်။ตาရဲ့ဘရင်ကျွန်တော်ကိုရှင်းပြရဲလား။ဒီစကားကိုကြားတော့ရှလိုက်ခက်တွေမကနေလာကပါအံ့အားတင်သွားပါတယ်။သူတို့ရွေဟောက်ကိုတီးကြပေမဲ့ဒီလိုလောကထိတ်တန်သားရဲ့ဘရင်တိထန်ကိုစိန်ခေါ်တာကြီးอ่ะသူတက်ဘလောက်ပဲရှိသေးလို့လဲ။ပါစွမ်းအားရီကိုမြန်ပိုင်ဆိုင်ပြီးမို့လဲ။ဘာကိုအားကိုပြီးတိုက်ခိုက်မှလဲ။ကိုတေတွင်ကိုတူးချစ်နေတာမြန်လားစသည်ဖြင့်အသွေးပေါင်းစုံကပေါ်လာခဲ့ပါတယ်။ပိုအံ့ဩစရာကောင်းတာကတိထန်ကလက်ခံလိုက်တာပါပဲ။တိထန်ကမဟူယာနဂါဓာနဲ့ရွေဟောက်ကိုချိန်ထားလိုက်ပြီးကောင်းပြီမင်းပါရီတင်ယူခဲ့လဲဘလောက်နားလဲထားလဲရှင်ကြည့်ရအောင်လို့ပြောလိုက်ပါတယ်။ရွေဟောက်မျက်လုံးအစုံကတောက်ပလာခဲ့ပါတယ်။တစ်ဖက်ကတော့ရွှေရောင်တန်းနေပြီးနောက်တစ်ဖက်ကတော့ကြောက်စိန်ပြရောင်တန်းနေပါတယ်။ရွေဟောက်ကတော့ယုံကြည်မှုအပြည့်ပါပဲ။ပြောရရင်သူဘလောက်တန်မာလာလဲသူကိုယ်တိုင်တော့မတီးတော့ပါဘူး။သူအောင်မြင်ခဲ့ပြီလေ။သူ့နန်သားရဲ့အဖော်ရဲ့အကူအညီမူးလောင်ရဲ့အကူအညီနဲ့သူအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ရေခဲစိတ်ဝိညာဉ်ပေါင်းဆက်ခြင်းဝုန်းကနေမိတန်နဲ့အတူရွေဟောက်ဘာမှမတိတော့ပဲအမောင်ကျသွားခဲ့တာဖြစ်ပါတယ်။သူအတိပြန်ဝင်လာချိန်မှာတော့အလွန်ရင်းနှီးတဲ့စွမ်းအင်တစ်ခုကသူ့ရဲ့ကွယ်အပ်နေတဲ့စိတ်ဝိညာဉ်စွမ်းအားဆိုးခေါ်ကိုလွှမ်းခြုံထားပါတယ်။ဒီစွမ်းအင်ကြောင့်သူစိတ်ဝိညာဉ်စွမ်းအားဆိုးခေါ်မပြတ်စီသွားတာဖြစ်ပါတယ်။အခုတော့စိတ်ဝိညာဉ်စွမ်းအားဆိုးခေါ်ကသူ့ဘာသာသူပြန်လဲကောင်းမွန်လာအောင်အလင်းအမြန်လှုပ်ဆောင်နေပါတယ်။သူ့ကိုယ်ထဲကိုကြည်လိုက်ချိန်မှာတော့အလွန်ကြည်လည်တဲ့အဖြူရောင်ဆိုးခေါ်ကရင်ဘတ်နာမလဲပတ်နေပါတယ်။သူ့အရွယ်အစားကစိတ်ဝိညာဉ်စွမ်းအားဆိုးခေါ်တဲ့အနေငယ်ကြီးပါတယ်။ဒေချာကြည့်ရင်လူသားပုံရိပ်လေးကိုအထဲမှာမိတ်တုံဖြစ်နေတာတွေ့ရနိုင်ပါတယ်။အဲ့ဒါကရွှဲနွေဖြစ်ပါတယ်။ဘာဖြစ်တော်မှန်းရွေဟောက်နားမလဲလိုက်ပေမဲ့သူရွှဲနွေပင်တိရှောက်ပိုင်တဲ့ဂျန်တဲ့သူတွေကိုဆက်တွဲလို့မရတော့ပါဘူး။လီယာတောင်မှနဲ့နယ်စွာအိပ်ပျော်နေပြီဖြစ်ပါတယ်။ခွီထျက်မုံသူစိတ်ဝိညာဉ်စွမ်းအားဆိုးခေါ်မကွဲထွက်သွားအောင်လွှမ်းခြုံပေးထားတဲ့စွမ်းအင်ကခွီထျက်မုံရဲ့စွမ်းအင်ဖြစ်ပါတယ်။သူရဲ့နန်သားရဲ့6ယောက်စလုံးနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါပြီ။နောက်ဆုံးတော့သူ့မှာဆိုခေါ်2ခုရှိလာခဲ့ပြီဖြစ်ပါတယ်။သူစိတ်ဝိညာဉ်စွမ်းအားဆိုခေါ်ကတော့ရွှေရောင်ဖြစ်ပြီးဝိညာဉ်စွမ်းအားဆိုခေါ်ကတော့အဖြူရောင်ဖြစ်ပါတယ်။ဒီ2ခုကဆန့်ကျင်ဘက်ကိုလဲပတ်နေကြပြီးသူတို့2ခုပွတ်တိုက်မှုကြားမှာတော့တင်းငယ်လေးဝဲကြရက်လေးပေါ်နေပြီးအကနေမှာစွမ်းအင်တွေကရွေဟောက်ကိုထဲတဲ့ကိုလဲပတ်နေတာဖြစ်ပါတယ်။ဒီစွမ်းအင်တွေကပြက်စီသွားတဲ့ရွေဟောက်ကိုထဲကိုအလင်းအမြန်ပြုပြင်ပေးနေပါတယ်။သူ့ကိုထဲပြန်ကောင်းလာတာနဲ့ပြောင်ပြက်အကြီးခွန်ကချန်ပီယံပေါ်ပြုတ်ကျနေတာကိုတွေ့လာရပါတယ်။ဒီကနဲ့အပြင်ကတိထန်အော်ရာကိုသူခန်းစားမိလိုက်တာပါပဲဒီအဖြစ်ပြက်တွေကရွေဟောက်ကောင်းနဲ့ပြန်ပေါ်လာခဲ့ပါတယ်ရွေဟောက်ကိုထဲကလက်သွားပြီးခဏကြာတော့ရှလိုက်ခတ်မျိုးတော့အပြင်ဘက်ကိုရောက်သွားပါတယ်တိထန်ကနှာမုတ်လိုက်ပြီးလေထဲကိုတလန်းလှန်လိုက်တာနဲ့ရွေဟောက်ရှိပေါ်လာခဲ့ပါတယ်သူကမဟူယာနဂါဓာကိုကင်မြောက်လိုက်တာနဲ့ဓာရည်ရွယ်ချက်ကပေါ်ထွက်လာခဲ့ပါတယ်ရွေဟောက်လက်ထဲမှာလည်းပြာလဲနေတဲ့ဓာတစ်ချောင်းပေါ်လာပြီးကင်မြောက်လိုက်တာနဲ့ပြာလဲနေတဲ့အလင်းကထွက်ပေါ်လာခဲ့ပါတယ်ပတ်ဝန်းကျင်လေသူအပူချိန်နှိမ့်ကျသွားတာကိုနေလာတက်စခန်းကလူတွေပါခန်းစားလိုက်ရပါတယ်
တိထန်ကဓာတ်နဲ့ရွေဟောက်ကိုချိန်ရွယ်လိုက်ပါတယ်။ဒါအလင်းကလေထုကိုခွဲသွားခဲ့ပြီးအမောင်နဲ့အာကာသစွမ်းအင်ပါတဲ့စွမ်းအားကရွေဟောက်ဦးကောင်းစီရောက်လာခဲ့ပါတယ်။ရွေဟောက်ကရှောင်ဖယ်ဖို့မကြိုးစားပဲလက်ထဲကဓမြောင်နဲ့ခုခံလိုက်ပါတယ်။ဆူရှာတဲ့တထုအချင်းချင်းထိတံပေါ်ထွက်လာပြီးနောက်မှာတော့တိထန်ရဲ့ကောင်းကင်ကအာကာသစွမ်းအင်တွင်ဟာပိတ်သွားခဲ့ပြီးရွေဟောက်ကတော့နောက်ကိုမီတာ1000လောက်လွင့်ထွက်သွားခဲ့ပါတယ်။တိထန်ကိုထဲမှာတော့ထူထဲတဲ့ရေခဲချက်တွေကဖုံးလွှမ်းသွားပါတယ်။မနေကူခါချလိုက်ရပါတယ်။ရွေဟောက်အသာစီးမရပေမဲ့တစ်ဖက်ကကြည့်ရင်တိထန်ရဲ့တိုက်ခိုက်ချက်ကိုရွေဟောက်ကဒါရိုက်ခုခံလိုက်တာဖြစ်ပါတယ်။သူ့အသက်ကဘလောက်ပဲရှိသေးလို့လဲ။တိထန်လည်းရေခဲချက်တွေကိုခါချလိုက်ပေမဲ့သူရဲ့ဝိညာဉ်စွမ်းအားနဲ့တွေးကြောလဲပတ်မှုကတိတိတတ်တာနေသွားတာကိုခံစားလိုက်ရပါတယ်။ဒါကအလွန်ပြင်းထန်တဲ့အေးတက်ကြောင့်ဖြစ်ပါတယ်။တင်္ဂါငါရဲ့အာကာသစွမ်းအင်ကိုပိတ်ထားနိုင်ပြီးသူ့ရဲ့အဆုံးစွန်တော်ရေခဲစွမ်းအားနဲ့ထိခိုက်အောင်လုပ်နိုင်တယ်။ရွေဟောက်ကိုထဲမှာလည်းခရမ်းနဲ့ရောင်အစင်းတွေပေါ်နေပေမဲ့ကြောက်စိမ်ပြရောင်အလင်းပေါ်ထွက်လာပြီးနောက်မှာတော့တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။ပြီးတော့ရွေဟောက်ကရုတ်တရက်လေထုထဲမှာပျောက်ကွယ်သွားပါတယ်။ရွေဟောက်ကိုအာယုံဆိုင်နေတဲ့တိထန်ကတော့လေထုအနေငယ်တွန်းလိန်သွားတာကိုသာခံစားလိုက်ရပြီးရွေဟောက်ကိုအာယုံခံလို့မရတော့ပါဘူး။အနေငယ်ဆိုးရိမ်နေတဲ့မျက်နှာဖြစ်သွားပြီးသူဒီကောင်လေးကိုရှော့တွက်မိသွားပြီလို့တွေးလိုက်ပါတယ်။ဒီကောင်လေးကငါထင်ထားတာထက်ပိုတန်မာနေတာပဲ။ဒီကောင်လေးတကယ်ကိုအောင်မြင်သွားပြီပဲမဟုတ်ရင်ငါတိုက်ခိုက်ချက်ကိုခုခံနိုင်ကြအကြောင်းမရှိဘူးတကယ်ကိုရင်းရံဖြစ်ပြီးပြေဆုံးခြင်းဤပညာပဲလူသားကိုယ်ထဲနဲ့ရင်းရက်ဤပညာကိုရအောင်ကျင့်ကြံနိုင်တယ်မဖြစ်ဘူးဒီထက်ပိုပြီးတိုးတက်ခွင့်ပေးလို့မဖြစ်ဘူးမဟုတ်ရင်အနာဂတ်မှာသူ့ကိုထိန်းချုပ်နိုင်ဖို့ခက်သွားလိမ့်မယ်တိထန်ကမျက်စိကိုမိတ်အတက်ပြင်းပြင်းရှူလိုက်ပြီးမဟူရနဂါဓာတ်ကိုကင်မြောက်လိုက်ပြန်ပါတယ်သူဟောရွေဟောက်ကိုတတ်မှာမဟုတ်ပါဘူးတိုးတော့လေတခါတည်းခေါ်လာပြီးကျေသားရတက်တော်ထဲမှာအချင်းချထားမှရပါတော့မယ်သူရဲ့ကျင့်ကြံထားတဲ့စွမ်းအားတွေကိုဖျက်ဆီးပြီးကံကြမ္မာစွမ်းအိမ်မဲ့ချန်ထားပြီးမှရပါမယ်ပြီးရင်တော့ကျေသားရတက်တော်ထဲမှာပဲထာဝရနေစေပါတော့မယ်ရွေဟောက်ပြန်ပေါ်လာချိန်မှာတော့သူကတိထန်နောက်မှာဖြစ်ပါတယ်ရေခဲစစ်လက်ဖြာချက်ဝတ်တန်စာကနေကြောက်စိမ်ကြရောင်လင်းလက်လာပြီးရှေ့ကိုဦးတီထွက်လာပါတယ်တဖြည်းဖြည်းနေလာတက်စခန်းနဲ့နီလာခဲ့ပါပြီတေစံကျွီးစီကအော်လိုက်ပြီးတက်စခန်းအားလုံးအသင်းပြင်ထားလို့အမိန့်ပေးလိုက်ပါတယ်ဟုတ်ပါတယ်သူမအသင်းပြင်ထားမှရမှာပါရွှေဟောက်ကတိထန်နဲ့တိုက်ပြီးပေါ်လာမဲ့အဖြတ်စွမ်းအားကိုရှလိုက်ခတ်မှမဟုတ်ပဲနီလာမှဖြစ်စေဖို့ရည်ရွယ်ထားပုံပါပဲရွှေဟောက်ကတိထန်တိုက်ခိုက်ချက်ကိုဓာတ်ရိုက်ခုခံနေဆိုကြတဲ့ကအဆုံးစွန်တော်တုတ်လောအစစ်နီးပါရှိနေပြီလို့ပြောလို့ရပါတယ်တိထန်နဲ့တူနေတာနီလာတက်စခန်းပေါ်မှာတိုက်ခိုက်ကြရင်နစ်နာမကနီလာတက်စခန်းဖြစ်ပါတယ်ထူးဆန်းတာကတိထန်ကရွှေဟောက်နောက်ကိုမလိုက်ပဲသူကအဲ့ဒီနေရာမှာဒါမတုံမလို့ရန်နေတာပါပဲရွှေဟောက်ကတော့ရှေ့ကိုရှီတက်နေတော့မှာပဲမကြခင်မှာပဲနီလာတက်စခန်းပေါ်ရောက်လာခဲ့ပါပြီတိုးတော့လဲသူ့ကိုယ်ထဲကပျောက်ကွယ်သွားပြန်ပါတယ်ရွှေဟောက်ကစိတ်ဝိညာဉ်နောက်ဆက်ရှင်ဒိုမင်းကိုဖွင့်ထားတာဖြစ်ပါတယ်နီလာကဘသူမှသူ့နေရာကိုထောက်လန်းလို့မရအောင်ပါနီလာကဝိညာဉ်ထိန်လက်နက်တွေကလည်းစူးစမ်းထောက်လန်းနေပေမဲ့ထောက်လန်းလို့မရဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲတိထန်ကရုတ်တရက်လှုပ်ရှားလိုက်ပါတယ်သူကမဟူရနဂါဓာတ်ကိုလက်နှစ်ဖက်နဲ့ကင်ပြီးခုတ်ချလိုက်ပါတယ်တောက်ပါတဲ့ခရမ်းနဲ့ရောင်အလင်းဖြတ်ချက်ကခဏတာပေါ်လာပြီးလေထုထဲပျောက်ကွယ်သွားခဲ့ပါတယ်တိုးတော့လေကောင်းကင်ကတွန်းလိန်သွားသလိုခံစားလိုက်ရပြီးလေထုထဲကခရမ်းနဲ့ရောင်တိမ်တွေကပျောက်ကွယ်သွားခဲ့ပါတယ်နေမင်းကြီးပြန်ပေါ်လာပြီးမြဲတယောက်မှနေမင်းကအနှွေတက်ကိုမခံစားရပါဘူးကျွမ်းလောင်ကရင်ထဲထိတ်ကနေဖြစ်သွားပါတယ်တိထန်ကတော့ဒီတီငိမ့်ငိမ့်ပါပဲတိုးတော့လေအကြီးကတော့နေလာတက်စခန်းဘက်ကိုရောက်နေပါတယ်ဟောက်ရွေဟောက်ပြန်ပေါ်လာချိန်မှာတော့သူကနေလာတက်စခန်းပေါ်မှာမဟုတ်တော့ပဲနေလာတက်စခန်းနဲ့ရောက်နေပါတယ်တစုံတစ်ခုကိုခန်းစားမိသလိုလက်ထဲကတမြောင်ကိုကင်ထားပြီးတတိထားကြည့်နေပါတယ်နီလာကတက်သားတွေကလည်းရွှေဟောက်ကိုတတိထားမိပေမဲ့တယောက်မှမတိုက်ခိုက်ရဲဖြစ်နေပါတယ်တိထန်နဲ့တောင်ရှင်တိုက်ထားတဲ့သူကိုသူတို့လက်လွတ်စပယ်မတိုက်ခိုက်ရဲကြဘူးလေရွှေဟောက်ကိုထဲကနေအေးဆက်တဲ့အော်ရာကမီတာ1000အတွင်းပြန်လွင့်လာပါတယ်ရေခဲစစ်နက်ဖြာရှောက်ဝတ်တစားကကြောက်စိမ်ပြရောင်ထုတ်လွတ်နေတယ်လို့လက်နက်ခင်နင်းဆက်တမြောင်ကလည်းတောက်ပတဲ့အလင်းရောင်ကိုထုတ်လွတ်နေပါတယ်ရွှေဟောက်ကရုတ်တရက်တမြောင်ကိုအပေါ်ကိုကင်မြောက်လိုက်ပါတယ်ဂျွီစီကလည်းတက်စခန်းအားလုံးချိတ်ဆက်ကာကွယ်ရေးတွေကိုအဆုံးထိပြင့်ထားမချန်ထားနဲ့လို့អော်လိုက်ပါတယ်အစင်တင်းဖြစ်နေကြတဲ့နေလာတက်စခန်းကလည်းတခါတည်းလိုက်နာလှုပ်ဆောင်ကြပါတယ်မကြခင်မှာပဲတောက်ပတဲ့အသားစီးအကာကွယ်တွေကနေလာတက်စခန်းမှာပေါ်လာခဲ့ပါတယ်ချက်ချင်းပဲလေထုထဲမှာအကွယ်ကြောင်ပေါ်လာခဲ့ပြီးခရမ်းနဲ့ရောင်အလင်းဖြတ်ချက်ဟာဟော့ရွေဟောက်ရှိပေါ်လာခဲ့ပါတယ်ရွှေဟောက်ကလည်းတူးတမြောင်နဲ့ခုခံကာကွယ်ခဲ့ပါတယ်။စူးရှာတဲ့တထုအချင်းချင်းမြည်တံပေါ်ထွက်လာပြီးနောက်မှာတော့ရွှေဟောက်ကဓာတ်လိုက်ခံလာရသလိုတုံရင်သွားခဲ့ပါတယ်။ပြင်းထန်လွန်တဲ့အဖြတ်စွမ်းအင်ကတူးတကူလုံးကိုပြက်နှံ့သွားပါတယ်။ရွှေဟောက်ဘာမှစဉ်းစားလို့မရတော့ပါဘူး။သူ့ရဲ့ဆိုခေါ်နှစ်ခုတောင်အလုံးလုံးတာရက်သွားသလိုပါပဲ။နနက်ခင်နင်းဆက်တမြောင်ကလည်းတုံခါနေပြီးခြေလောင်နဲ့မြည်ဟီးတံပေါ်ထွက်လာသလို
ရေခဲစစ်နှက်ဖြာရှောက်ဝတ်တစားကနေလည်းအပြာရရောင်ဝဲကရက်တွေပေါ်လာခဲ့ပါတယ်ဒီဝဲကရက်တွေကမြေပြင်ပေါ်ကျဆင်းသွားခဲ့ပြီးကြီးမားကျယ်ပြန့်လာခဲ့ပါတယ်ရွှေဟောက်ကတော့ပြင်းထန်တဲ့စွမ်းအင်ကသူ့ကိုယ်တွင်တစ်ခုလုံးကိုဆုပ်ဖြဲနေတယ်လို့ခံစားလိုက်ရပါတယ်ခံစားချက်ကဆိုးရွားလွန်တယ်လို့ကြောက်စရာလည်းကောင်းလာပါတယ်ရွှေဟောက်နောက်ကနေပုံရိပ်နှစ်ခုကပေါ်ထွက်လာခဲ့ပါတယ်ဒါကတိထန်နောက်ကပေါ်ထွက်လာဖူးတာနဲ့တူပါတယ်နေနဲ့လာပုံရိပ်ဖြစ်ပါတယ်တိထန်ကတော့အမဲရောင်နေနဲ့ခရမ်းရောင်လာဖြစ်ပြီးရွှေဟောက်ကတော့ရွှေရောင်နေနဲ့အပြာရောင်လာဖြစ်ပါတယ်သူတို့ပေါ်လာတာနဲ့စံကျဲတဲ့စွမ်းအင်ကတိထန်ရဲ့တိုက်ခိုက်ချက်ကြောင့်ပြိုကွဲလာတဲ့အစိတ်အပိုင်းတွေကိုပြန်လဲဆက်ပေးခဲ့ပါတယ်ဒါကိုမြန်မာဒီကောင်လေးတကယ်လှုပ်လိုက်နိုင်ပြီဆိုတာတိထန်ပိုသေးချသွားခဲ့ပါတယ်ဒီထူးဆန်းတဲ့နေနဲ့လာပုံရိပ်ကရင်းရံဖြစ်ပြီးပြေဆုံးခြင်းဤပညာရဲ့အမှတ်အသားဖြစ်ပါတယ်ဘယ်လူသားမှမလုံနိုင်တဲ့အရာကိုအောင်မြင်အောင်လုပ်နိုင်ခဲ့တာဦးရွှေဟောက်ပြသနေတဲ့အလားအလာတွေကတိထန်ကိုစတင်ကြောက်ရွံ့လာစေပါတယ်အဆုံးစွန်တော့တုတ်လော်ဖြစ်လာဖို့တတိယဆိုခေါ်ကိုဒီကောင်လေးလုံးနိုင်မလားမသိပေမဲ့သူ့အလားအလာတွေကဒီတိုင်းလွတ်ထားပေးလို့မရတော့ပါဘူးတိထန်ဒီလိုတွေးနေတော့မှပဲနေလာသက်စကန်မှာတော့ကြောက်စရာကောင်းတဲ့ပြောင်းလဲမှုဖြစ်နေပါပြီရွှေဟောက်ကိုထဲကပြုတ်ကျလာတဲ့ဝဲကရက်တွေဟာကြီးမားတဲ့မုန်တိုင်းတွေလိုဖြစ်လာပြီးသူတို့သွားရလမ်းတစ်လျှောက်ရှိသမျှကိုဖျက်ဆီးနေပါတော့တယ်ဒီမုန်တိုင်းတွေကနှက်ပြရောင်ဖြစ်ပါတယ်သူတို့ကတိထန်ရဲ့အမှောင်စွမ်းအင်နဲ့ရွှေဟောက်ရဲ့အဆုံးစွန်တော်ရေခဲစွမ်းအင်ပါဝင်ပါတယ်ဒါကရေခဲအမှောင်မုန်တိုင်းလိုပါပဲရွှေဟောက်ရှိနေရမီတာ1000အတွင်းရှိသမျှတဲစခန်းတွေကဒီစွမ်းအင်ကြောင့်အမှုန်လေးတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်ဝိညာဉ်ထိန်လက်နက်ခံတက်ကတော့ချိတ်ဆက်ကာကွယ်ရေးတွေထုတ်လို့နိုင်ပါတယ်။တိုးတော့လေဒီနက်ပြရောင်မုန်တိုင်းရောက်လာချိန်မှာတော့ချိတ်ဆက်ကာကွယ်ရေးအသားအစီးတွေပါနက်ပြရောင်ပြောင်းသွားခဲ့ပါတယ်။တဲစခန်းတွေလုံးချက်ချင်းအမုံမဖြစ်သွားပေမဲ့ကာကွယ်ဖို့စွမ်းအင်ဆုပ်ယူမှုကတော့ကြီးမားလာပါတယ်။ရှိသမျှဝိညာဉ်ထိန်မာစတာတွေကလည်းသူတို့ဝိညာဉ်စွမ်းအားတွေကိုထည့်သွင်းနေကြပါတယ်။မဟုတ်ရင်သူတို့ရှင်တန်နိုင်ဖို့အခွင့်အရေးမရှိနိုင်ဘူးလေ။ရွှေဟောက်က10စက္ကန့်လောက်လှုပ်လို့မရဖြစ်နေပြီးမှပြန်လဲလှုပ်ရှားနိုင်ခဲ့ပါတယ်။ကောင်းကင်မှာရှိနေတဲ့တိထန်ကိုကြည့်ပြီးကြောင်ရွံစိတ်မျက်လုံးနဲ့ဖြတ်ပြေးသွားပါတယ်။သူ့စွမ်းအားကအခုအဆင့်92-93မှာရှိပါတယ်။ဒုတိယဆိုခေါ်ကိုရင်းရက်နီးနဲ့ဖန်တီးထားတာမို့သူရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ဝိညာဉ်စွမ်းအားကပြေးဆုံးစွာပေါင်းစပ်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်သူကတာမန်ဖုန်းဟောက်တော်လော်တွေထက်အများကြီးတန်ပါတယ်လို့အခုလိုရေခဲစစ်နှက်ဖြာချက်ဝတ်တစားနဲ့ဆိုတာလွန်တုံလော်အစင်ထက်တောင်တန်ပါပါတယ်။ဒါတော့မှတိထန်စွာကသူထင်ထားတာထက်တာလွန်နေတော့မှာပဲတိထန်နဲ့ရှင်နိုင်ဖို့ဆိုသူလိုနေသေးကြောင်းတဘောပေါက်လိုက်ပါတယ်ဒီအသက်အရွယ်ဒီအစစ်နဲ့တိထန်တိုက်ခိုက်ချက်ကိုခုခံနိုင်နေဆိုတာသူများအတွက်ဂုဏ်ယူစရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့သူ့အတွက်တော့လုံလောက်မှုမရှိသေးပါဘူးရွှေဟောက်ကဓမြောင်ကိုမြောက်လိုက်ပြီးတူဝင်းရင်စွမ်းအားတွေကိုဓမြောင်စီပို့နေပါတယ်ဘုံကနေမြည်တန်နဲ့အတူချိတ်ဆက်ကာကွယ်ရေးအသားစီးနှစ်ခုကပောက်ကွဲသွားခဲ့ပြီးဝိညာဉ်ထိန်လက်နဲ့ခံတဲ့နှစ်ခုဟာနှက်ပြရောင်မုန်တိုင်းနဲ့ရောက်သွားခဲ့ပါတယ်တခုမှတ်ထားရမှာကဝိညာဉ်ထိန်လက်နဲ့ခံတဲ့စခန်းမှာတက်သားပေါင်း9000စီနဲ့အဖိုးတန်ဝိညာဉ်ထိန်လက်နဲ့တွေရောဝိညာဉ်ထိန်မှာစာရီရောရှိပါတယ်မကြခင်မှာပဲနှက်ပြရောင်မုန်တိုင်းကတဖြည်းဖြည်းအားပြော့သွားပြီးပျောက်ကွယ်သွားခဲ့ပါတယ်တိထန်ပါလို့စမတိုက်တာလဲလို့ရွေဟောက်တွေးမိနေတော့နေလာတက်စခန်းကနေစမ်းကျဲတဲ့စွမ်းအင်တစ်ခုကရုတ်တရက်ပေါ်ထွက်လာပါတယ်အလွန်သေးငယ်ပြီးရှည်လျားတဲ့အနီရင်းရောင်အလင်းတန်းကပေါ်လာခဲ့ပါတယ်မရေမတွက်နိုင်တဲ့ပြင်းထန်တဲ့အညိုကြီးဝိညာဉ်တွေကအနီရင်းရောင်အလင်းနဲ့ချင်းကပ်သွားပြီးမကြခင်မှာပဲအနီရင်းရောင်လှန်တန်းလို့ပြောင်းလဲသွားခဲ့ပါတယ်ဒီလှန်တန်းကတိထန်ကိုချိန်ရွယ်ထားမှန်းရွေဟောက်တီးလိုက်ပါတယ်ဟင်းဆိုပြီးတိထန်ကလည်းလှန်တန်းကိုတတိထားကြည့်နေပါတယ်အဟိုတက်စခန်းမှာရှိနေတဲ့ဂျွီစီကတော့ Phoenix ဝိညာဉ်ထိန်မာစတာတပ်ဖွဲ့အသင်းပြင်တက်ခိုက်ရေးစွမ်းအားကိုစုစည်းပြီးတိထန်ကိုပြစ်ကြလို့အေးဆက်ဆက်အမိန့်ပေးလိုက်ပါတော့တယ်ရွှေဟောင်းနဲ့တိုက်ခိုက်နေရကနေတိထန်ကတော့နေလာရဲ့ပြစ်မှတ်ထားတိုက်ခိုက်ခြင်းကိုခံရပါပြီ။ဘာရီဆက်ဖြစ်မလဲဆိုတာကတော့ဆက်လက်ဆောင်ကြည့်ပေးကြပါဦး။ဒါကစာစဉ်ရတာပြောပြခြင်းဖြစ်လို့တုံ့ဟွာနေတော့ကွဲလွဲမှုရှိနိုင်ပါတယ်။ကျေးဇူးပါရှင်။